မာလီ Dennis Ronan Sharman ကိုအိန္ဒိယနိုင်ငံကာလာကတ္တာမြို့တွင်1934ခုနှစ်ကဖွားမြင်သည်သူ၏မြဲဘဝရက်များစွာကိုခုစီယုံဆိုသည့်နေရာကလေးမှာအချိန်ပေးခဲ့သူဖြစ်သည်ခုစီယုံကဒါကြီးလင်မြို့နှင့်မိုင်20ခန့်ဝေးပါသည်နေဝင်ပြန် Old Marley and the Boy D.R. Sharman တီဝိထုစစ်ပေါ်ရာဒေတာဟုဆိုသည်တီမာလီကြီးကကျွန်တော်တို့အိမ်ကဥယျာဉ်မူကြီးသူကကျွန်တော်ကစားဖို့လေးနဲ့များသစဉ်လှုပ်ပေးခဲ့သည်ဒီဝိထုထဲမှာကျွန်တော်ဒီအကြောင်းရေးထားပါတယ်သူကလေးနဲ့များကိုလှုပ်ပေးပေမဲ့သူ့လေးကျိုးကိုငှင်ဖို့ကျွန်တော်တော်အားစိုက်ရတယ်ရှာနာ12နှစ်သားမှာတော့မိဘများကအင်္ဂလန်ကိုပို့လိုက်သည်အင်္ဂလန်နိုင်ငံ Brighton Grammar ကျောင်းမှာပညာသင်ဖို့ဖြစ်သည်အသက်18နှစ်သားမှာတော့ပင်လယ်နှင့်တွေ့နေရသည်မာကိုနီရေကြောင်းလိုင်းမှာရေဒီယိုအာယာရှိရဖြစ်တာဝန်ထမ်းဆောင်သည်နောက်တော့ကုန်တဲ့ရေကြောင်းလုပ်ငန်းမှာ2နှစ်လုပ်ကင်ခဲ့ပြီးစွန့်ခွာလာခဲ့သည်နောက်ထပ်2နှစ်ကာလမှာတော့ဘရင်ရေတက်မတော်အမိုးရရဝန်ထမ်းအဖြစ်တာဝန်ရွက်ခဲ့၏1956ခုနှစ်မှာအာဖရိကသို့ထွက်လာခဲ့သည်ရိုဒီရှန်မီထားဌာနမှာ2နှစ်အနည်းငယ်တာဝန်ယူခဲ့သည်ကျမအလောက်ကထွက်ပြီးနေရအနှံ့ခရီးဆန့်ခဲ့တယ်နယူးဇီလန်အထိရောက်ခဲ့တယ်ပြီးတော့မှရိုဒီရှာနိုင်ငံနေရောင်အုပ်ကိုပြန်လာခဲ့ပါတယ်အခုတော့ရှာမန်ဘီချွာနာလက်မီထောင်နာမှာယုံပိုင်ချုပ်တောင်ဝန်ပြန်လဲထမ်းဆောင်နေပါသည်သူ၏စိတ်ရည်စူးချက်မှာသူနေခဲ့ထိုင်ခဲ့ကြုံခဲ့ကြိုက်ခဲ့သည်မြတ်စာပေရေးသားရင်ဘဝကိုဖျက်ဆီးလိုခြင်းဖြစ်သည်ဟုဆိုသည်ကျွန်ုပ်ဇနီးနှင့်အတူ73ဧကကျဲတဲ့အုံးချံကြီးတစ်ချံပရက်စ်လင်မှာစိုက်ပျိုးရင်းအေးအေးဆေးဆေးနေနိုင်ပါသည်ကျွန်ုပ်ပရက်စ်လင်ကိုလက်နှိပ်ဆက်လုံးတည်သွားခဲ့သည်တစ်ပင်တွေအောက်မှာထိုင်ရင်စာရေးတယ်ကျွန်ုပ်မျက်နှာကိုအိန္ဒိယသမုဒ္ဒရာရဲ့စားငွေပါတဲ့လေးညင်းတွေတတုံတုံဒိုးထိနေတဲ့တိရိတ်တွေမှာပေါ့ကျွန်တော်ရိုင်ဖယ်တလက်နဲ့အမဲလိုက်တယ်အခွေရလမ်းပြတဲ့အခါမှာမြားတင်နတ်ကိုတုံးတယ်မြင်းစီတယ်ရေကူးတယ်အရက်ကလေးနည်းနည်းပါတောက်ကြီးကျွန်တော်စာရေးတယ်ကျွန်တော်တွင်အမှားစာရေးလောက်เสียအကြောင်းအရာသိမရှိပါဒီစာအုပ်မူရင်းကိုမန္တလေးမြို့စာအုပ်ပြပွဲတစ်ခုမှာခင်းကျင်းထားသည့်ဥတ္တရလွင်ပြင်စာအုပ်ဆိုင်ကရခဲ့ခြင်းဖြစ်ပါသည်အိမ်ရောက်ချင်းကျွန်တော်ဖတ်ကြည့်ပြီးစိတ်ဝင်စားစရာကောင်းတယ်ဇလန်ကအိန္ဒိယလူမျိုးမာလီတယောက်ကိုအခြေခံထားသည့်ဇလန်ဖြစ်နေသည်တနည်းအားဖြင့်ကလေးငယ်တယောက်နှင့်အိုကြီးအိုမာလူကြီးတယောက်တို့၏တန်ရောစဉ်ဖွဲ့ဖြစ်ခြင်းဖြစ်ပါသည်တိုးတော့ဂတိသစ္စာချစ်ချင်းမေတ္တာနှင့်စွန့်လွန်ရုန်းကန်ခြင်းများကဒီဝိထု၏ပင်မသွေးကြောဖြစ်နေတာကလေထူးခြားသည်ဟုဆိုရပါမည်မွန်ရင်းဝိထု၏စာအုပ်နောက်ဖုံးမှာဒီလိုရေးထားအရွယ်ရောက်သူတို့၏တရုတ်ဖော်အခွဲ့အနွယ်တရက်ပေလားကိုထိုအကျိုးပေးတမျိုးကဖြစ်ပေါ်လာသည့်စာရိတ္တအဖွဲအနွယ်တစ်ခုပေလားသို့သည်မဟုတ်အိန္ဒိယနိုင်ငံတတော်ကြီးတတော်ထေကရိုးရှင်းသွားတာမန်တော်ဖွဲ့ဇလန်တပုံပေလားဒီသုံးမျိုးလဲဖြစ်နိုင်ကောင်းပြီးပို၍ဖြစ်နိုင်သည့်အကြောင်းတစ်ချက်မှာရှေးကရေးခဲ့ကြပြီးဖြစ်သည့်နုမြင့်ချင်းနှင့်ကြီးရင်ချင်းကြားကသို့မဟုတ်လူငယ်နှင့်လူကြီးကြားကအကြောင်းအရာတရုပ်ဖော်ခြင်းများထပ်တာလွန်တဲ့အချက်ဖြစ်သည့်ခွန်အားနှင့်မျှဝေပေးဆက်ခြင်းကိုဖော်ပြနိုင်စွမ်းရှိခြင်းဖြစ်သည်ဒီအညွန့်ကောက်စာကပဲပြည့်စုံနေပါသည်ဒီစာအုပ်ကလေးကိုထုတ်ဝေပေးသည့်စာအုပ်ဈေးစာအုပ်တိုက်ကိုကျွန်တော်ကျေးဇူးတင်ပါသည်နေဝင်းမြင့်28မေလ2000ခုနှစ်မန္တလေး